video တင်တာနောက်ကျတော့လို့တောင်းပန်ပါတယ်ကျွန်တော်ရဲ့ Mobile Legends squad မှာလူခေါ်ပါတယ်အဲ့ဒါလေးသိသိချင်လို့ပါပထမဆုံးစာမျက်နှာမှာတော့ Giyu နဲ့ Tanjiro ကပြေးလွှားနေကသူတို့ရဲ့နေရာရှိတက်ရနေပြီးတော့ကြီးကန်းတစ်ကောင်ကဝဲပြန်လာပြီးနောက်ထပ်2ယောက်ထပ်မံတေးသွားခဲ့ပြပါပြီလို့သတင်းစကားပါလိုက်ပါတယ်အဲ့ဒီစကားကိုကြားလိုက်ရတဲ့ Tanjiro ကတော့မျက်ရည်ထိမရအောင်စီးချလာပြီးတော့အားလုံးကတဖြည်းဖြည်းပျောက်ကွယ်သွားကြပြီငါတို့တွေအတူတူလုပ်နိုင်ပါပါအားကုန်သွန်းပြီးတော့မြန်တယ်တော့အမြန်ရောက်အောင်သွားမှဖြစ်မယ်နောက်ဆုံးအချိန်ဒီတိုက်ပွဲကိုရောက်အောင်သွားရမယ်အားလုံးနဲ့ဒီမျိုးလုပ်ခဲ့တာပဲငါလည်းတွန်းဆုပ်မနေဘဲနဲ့အကောင်းဆုံးကြိုးစားရမယ်ငါအနေနဲ့မပြီးပြည့်စုံသေးဘူးဆိုရင်တော့ဒီနေရာမှာတော့ဘာတစ်ခုမှအသုံးမကျတဲ့လူတယောက်ဖြစ်မခံနိုင်ဘူးပြီးတော့ထာမာယိုဆန်စီယာစာကိုငါဖတ်ခဲ့ရတယ်သူပြောတဲ့အတိုင်းဆိုမီးနဲ့ဖျားတိုက်ပွဲဝင်ပုံစံကောက်က73မျိုးတိရှိတယ်ဆိုပေမဲ့ငါကတော့12မျိုးအထိပဲတက်သေးတယ်အဲ့လိုဆိုရင်တော့မှပဲတေချာဘမူဆန်ကိုရအောင်နှိမ့်နေရမယ်အားလုံးအတွက်ငါအကောင်းဆုံးကြိုးစားရမယ်လို့သူ့ကိုသူတယောက်တည်းစကားတွေပြောနေပြီးတော့တစ်ဖက်ကဌာနချုပ်မှာတော့စိုးတာပဲဆက်မထိန်နိုင်တော့ဘူးထာမာယိုဆန်ဆက်ထိန်ထားနိုင်မှာမဟုတ်တော့ဘူးဆိုပြီးတော့သူ့ရဲ့နောက်လိုက်2ယောက်ကပြောနေကဟိုဘဲလေးရလဲမျိုးလုံးပြီးမဆန်ပြီးဖြစ်သွားပြီးတော့မူဆန်ကပြန်ကောင်းလာနေပြီအဲ့ဒီနောက်အဲ့ဒီကောင်မလေး2ယောက်ကပဲပထမဒါသမအဖွဲ့ကမူဆန်ရှိကိုရောက်သွားပြီလို့သိရပါတယ်ဒုတိယအဖွဲ့ကလည်းနောက်ကလိုက်ပါလာနေပါတယ်ဆိုပြီးသူ့ကိုသတင်းပေးလိုက်ပါတယ်အဲ့ဒီသတင်းကိုကြားလိုက်ရတဲ့အချိန်မှာသူကထိတ်ထိတ်ပြပြဖြစ်သွားပြီးတော့နေအောင်သူတို့ကိုဆက်မလိုက်ဖို့အတွက်အမိန့်ပေးလိုက်မူဆန်ရဲ့အနာကိုသူတို့ကိုလုံးဝမကတ်စေနဲ့ဟာရှီရိုရဲ့ရောက်မလာခင်အထိအမိန့်ကိုစောက်အောင်ဆိုပြီးအသေးအတန်ဖြစ်နေပါတယ်ဒါပေမဲ့တစ်ဖက်ကဓားကင်ပြီးတော့တသားပဲခုတ်တဲ့ကောင်တွေကမူဆန်နဲ့ဆက်ဆက်မြက်မြက်ကြီးကိုတွေ့သွားကသူဒီမှာပဲရှာတွေ့ပြီးအဲ့ဒါမူဆန်ပဲလို့ပြောလိုက်ပြီးကျွန်တော်တို့ကအသားလုံးတစ်လုံးကိုမြင်တွေ့ရမှာဖြစ်ပြီးတော့အဲ့ဒီအသားလုံးကအမြင်ပေါင်းများစွာကနေရန်တွေကိုကတ်တွယ်ထားပြီးတော်တော်လေးကိုလည်းရုံဖို့ကောင်းနေပြီးမသတိစရာလည်းစောက်ရမ်းကောင်းပါတယ်မူဗီထွက်လာရင်ဘယ်လိုဖြစ်မလဲဆိုတာလည်းတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းပါတယ်အဲ့ဒီနောက်သူတို့အဖွဲ့တွေကတယောက်ကငါ့ရဲ့ဓာတ်ကအဲ့လောက်ထိလက်မှတ်မိလာဘူးနောက်တစ်ယောက်ကလည်းစိတ်အေးထားကြလို့အားလုံးကိုစိတ်အေးဖို့အတွက်ပြောနေပြီးတော့နောက်တစ်ယောက်ကကြပြန်တော့လေအဲ့ဒီအထိရအောင်ခုန်နေတဲ့သူတယောက်မှမပါဘူးလားဆိုပြီးတော့တယောက်တစ်မျိုးတိုးစီဖြစ်နေကသူတို့ထဲကစိတ်လောရဲ့တယောက်ကတော့ဘာပဲဖြစ်ဖြစ်ကွာဘေးနားမှာကတ်တွယ်နေတဲ့အသားမြင်တွေကိုခုတ်ပြရအောင်အဲ့ဒီနောက်ကြီးကန်းတစ်ကောင်ကရောက်လာပြီးတော့အားလုံးနေကြအောင်ဆိုပြီးလူတယောက်ကပြောလိုက်ကဘာမှမလုပ်သေးဘူးအထက်ကအမေးရလာတယ်ဆိုပြီးအကုန်လုံးကိုပြောလိုက်ပါတယ်ဒါပေမဲ့ခုနကအသားမြင်တွေကိုဓာတ်နဲ့ခုတ်ဖို့အတွက်ပြောနေတဲ့ငနေသားကတော့ဒီအတိုင်းလက်ပိုက်ရက်ကြည့်နေဖို့အတွက်အချိန်မရှိဘူးကငါတို့တွေဟာရှိဘဲရောက်မလာခင်အတုံးဝင်အောင်တော့လှုပ်သွားမှဖြစ်မယ်ဆိုပြီးသူကခုတ်ဖို့အတွက်လက်ရည်လိုက်တဲ့အချိန်မှာပဲအသားလုံးထဲကနေမူဆန်ကထိုးထွက်လာပြီးတော့ခုနကခုတ်မယ်ထစ်မယ်လို့ပြောနေရဲ့ဘဲအရှိတဲ့ကိုသူ့ရဲ့လက်ဖွားရောက်သွားကအဲ့ဒီဘဲကလည်းဟန်လုံးစကားမဆုံးသေးခင်မှာပဲစောက်ခွက်ကိုကုတ်လိုက်တဲ့ခါကပြတ်သွားပါတယ်အဲ့ဒီနောက်သူ့ရဲ့ဘေးနားမှာရှိတဲ့လူတယောက်ကလည်းမူဆန်ထွက်လာလို့စကားမဆုံးသေးခင်မှာပဲခေါင်းပြုတ်သွားပြီးတော့ရှိသမျှလူတွေအကုန်လုံးကလည်းရားစရာမရှိအောင်ခေါင်းပြက်တဲ့ကောင်ကပြက်ခါပြက်တဲ့ကောင်ကပြက်ခြေထောက်ပြက်တဲ့ကောင်ကပြက်နဲ့အကုန်လုံးကတေးချင်းစုနဲ့တေးအောင်အသက်ခံလိုက်ရပါတယ်တစ်ဖက်ကဌာနချုပ်ကသူတို့ရဲ့လီဒါကတော့ဟာရှီရီရောက်လာအောင်စောင့်ကြပါမဟုတ်ရင်အကုန်လုံးကမူဆန်ပြန်ကောင်းလာဖို့အတွက်အစာဖြစ်သွားနိုင်မယ်ငါပြောတာကိုတရက်အောင်မကြားကြဘူးလားဆိုပြီးတယောက်တည်းဆက်ပြတဲ့လင်းပြောက်နေပါတယ်တစ်ဖက်ကကိုနိုရွာသားယာယီမူဆာစကဲကရွာသကြီးနာရိုတို့ရဲ့အမိန့်ကြောင့်မရှိမဲ့ချာကာရာနဲ့ Marvel Main Universe ကအချမ်းသာသော Spider-Man ကိုဒိုင်းမွန်ရောက်မှု teleport ဂျူဆိုအသုံးပြုလိုက်ပါတယ်ဒါပေမဲ့ချာကာရာကမလောက်ပဲနဲ့ကပောက်ကမတွေဖြစ်ကုန်ပြီးတော့ Demon Slayer Universe ကိုပြောင်းသွားကဇီရိုနဲ့မျက်နှာချင်းဆိုင်တွေ့ပါတော့တယ်အီမိုမပေါက်နေစားစကေကလည်းသူ့ရှိမှရှိရဲ့ One Piece Universe ကအမွဲကအမွဲဆုံးကောင်မှမျက်နှာချိုသွေးပြီးတော့ KN Gaming Shop က Diamond တွေကိုထွေးရောက်မှုလုပ်ပါတော့တယ်အကိုကြီးကျွန်တော်မှာက Diamond Weekly Bet Double Diamond PUBG UC ဘာလို့ချင်းလဲအကုန်ရရနော်အကိုကြီးဆိုပြီးတော့အသေးအတန်ထိုးရောက်နေပါတော့တယ်ပြီးတော့စိတ်ပါလို့ရှိရင် KIO မှာ Restella ရဲ့လာလို့လေးရဆိုပြီးတော့ရှောက်စီဖက်တွေလုပ်နေပါတော့တယ် KIO လာဆိုပြီးတယောက်တည်းဆက်ပြတဲ့လင်းပြောက်နေပါတယ်အဲ့ဒီနောက်တစ်ဖက်ကကြီးကန်ကလည်းအားလုံးပဲအမြန်ဆုတ်ခါကြပါဆိုပြီးတော့သူကိုယ်တိုင်ကလည်းអော်ပြီးတော့ဝဲပြန်တက်သွားပါတယ်မူဆန်ကတော့တီငိန်စွာနဲ့ပဲအကုန်လုံးလည်းတိတ်နေပြီလေအော်အဲ့ဒီနောက်ဝဲပြန်တက်သွားတဲ့ကြီးကန်လည်းရုတ်တရက်ကြီးခေါင်းပြုတ်ထွက်သွားပြီးတော့နှစ်ပေါင်း1000လောက်အသက်ရှင်လာရတော့အရသာရှိရဆိုတဲ့ခံစားချက်တွေကိုတော့မှပဲမေးပြောက်ကုန်တာပဲဒါပေမဲ့အခုလိုမျိုးစားလောင်နေတဲ့အချိန်မျိုးချပြန်တော့လေအရန်ကိုအရသာရှိနေပါကောလားငါ့ကိုအခုလိုပြန်ကောင်းလာစေဖို့ရစားကောင်းတောက်ဖွဲ့ရနဲ့အိတ်ခံပေးလို့ကျေးဇူးအများကြီးတင်ပါတယ်မင်းကိုတော့မလေးစားဘဲနဲ့မနေရတော့ဘူးဖူဖူရရှိကီပြီးတော့အခုအမိတ်ပေးနေတဲ့ကောင်ကမင်းရဲ့တာလာဘာလာတော့ငါမသိဘူးဒါပေမဲ့ချီးကျူးတယ်ပြီးတော့ငါရဲ့အရှိမလာပြီးဥညွတ်မယ်ဆိုရင်တော့မိစ္ဆာအဖြစ်ပြောင်းပေးလိုက်မယ်ငါရဲ့လက်အောက်ခံမိစ္ဆာတွေကလည်းဆုံးရှုံးထားတာဆိုတော့အတော်ပဲဖြစ်သွားတယ်တစ်ဖက်ကဌာနချုပ်ကဘဲရတော့ဒုတိယအဖွဲ့ကိုလည်းမူဆိုင်ရဲ့အနာကိုလုံးဝမကတ်စေနဲ့ဒီထက်ပို့ပြီးတော့ငါရဲ့ဓာတ်သမားကြီးအစားခံလိုက်ရလို့ရှိရင်သူအင်အားပိုကောင်းလာလိမ့်မယ်ဆိုပြီးတော့တယောက်တည်းအသေးအတန်ဖြစ်နေကအဲ့ဒီနောက်မူဆန်ကသူ့ရဲ့လက်ထက်ကခေါင်းပြက်ကြီးကိုကင်ထားပြီးတော့ကဲဆိုစမ်းမအောင်တာမာယိုကြည့်ရတာမင်းရဲ့လူသားကိုမိစ္ဆာအဖြစ်ပြန်ပြောင်းနိုင်တဲ့စေးကနောက်ဆုံးအချိန်ထိအလုံးမဖြစ်သွားတဲ့ပုံပဲထာမာယိုရဲ့ခေါင်းကိုကျွန်တော်တို့ကမြင်တွေ့ရမှာဖြစ်ပြီးတော့သူ့ရဲ့မျက်လုံးတစ်လုံးကလည်းအဖောက်ခံထားရကသူမကိုရိုင်းလည်းတော်လေးကိုနာကျင်နေပြီးတော့ချွေးသီးချွေးပေါက်များစွာလည်းကျနေပါတယ်ပြီးတော့သူမကဒီနေ့ကပဲနေ့ကိုငရဲအရောက်ပုတ်ပစ်ပေးမယ်ဆိုပြီးတော့နာကျင်နဲ့ပြောလိုက်ပါတယ်မူဆန်ကတော့အပြုံးမပြတ်ပဲနဲ့လူတိုင်းကငါ့ကိုအဲ့ဒီစောက်စကားတွေအန်ထက်မတက်ပြောကြတာပဲဒါပေမဲ့သူတို့ပြောသလိုဘယ်သူမှဖြစ်အောင်မလုပ်နိုင်ခဲ့ကြဘူးတစ်ဖက်ကတာမာယိုကလည်းငါးယောက်ျားနဲ့ကလေးတွေကိုပြန်ပေးစမ်းလို့ပြောပြီးသူမကိုရိုင်းကလည်းမျက်ရည်တွေပါကျလာပါတယ်အဲ့ဒီနောက်မူဆန်ကတော့ကောင်းပြီလေအဲ့ဒါဆိုလဲသိလိုက်တော့ပြီးရင်မင်းကိုရိုင်းတက်ပစ်ခဲ့တဲ့မိသားစုနဲ့တွားတွေးပြီးတော့ဆိုပြီးတော့သူမရဲ့ကောင်းကိုညှစ်ခွဲဆုတ်ဖြတ်ဖျက်ဆီးပလိုက်ပါတယ်အဲ့ဒီနောက်ဓာတ်သမား2ယောက်ကပြေးလွှားနေအောင်ကျွန်တော်တို့ကမြင်တွေ့ရမှာဖြစ်ပြီးတယောက်ကတော့နေချန်ကိုပလိန်ဝင်တိုက်မိသွားကသူ့အရှိမပြေးနေတဲ့ဓာတ်သမားကသူ့ကိုပြန်လာပြီးဟေးယူရှီတို့ဘာဖြစ်တာလဲတနေရကနာလာလို့လားဟေးဘာဖြစ်တာတော့ဆိုပြီးတော့သူကစိုးရိမ်စွာနဲ့ပဲမေးမြန်းနေပါတယ်အဲ့ဒီနောက်နေရန်ကိုပြေးတိုက်မိသွားတဲ့ဘဲကကျမ်းမြင်ကိုအမီးရစုပ်ကင်လိုက်ကဒါပေမဲ့အင်အားတွေကများပြားတာကြောင့်မို့လို့ကျန်းကင်းနေအောင်ကုန်စုပ်ပြတ်တက်ကုန်ပါတယ်ပြီးတော့သူကတကိုယ်လုံးတုံရင်လာပြီးတော့သူ့ရဲ့ခန္ဓာကိုယ်ကလည်းချွေးသီးချွေးပေါက်များစွာကကျနေကမျက်လုံးပြမျက်စံပြဖြစ်နေပြီးတော့သူကတော့ထာမာယိုရဲ့လက်ထောက်ပဲဖြစ်ပါတယ်
အဲ့နောက်ဒုတိယဓာသမားအဖွဲ့ဝင်အကုန်လုံးကိုမူဆန်ကတေချင်းစိုးနဲ့တေအောင်တပ်ပစ်လိုက်ပြီးတော့ဌာနချုပ်မှာလည်းကျေးဇူးပြုပြီးတော့ပြန်ဆုတ်ကြပါတော့ဂေယူတွေရောက်မလာကြသေးဘူးလားဆိုပြီးတော့မေးလိုက်ပါတယ်ဒါပေမဲ့သူ့ရဲ့လက်ထောက်ကတော့သူတို့နဲ့စက်ညင်ဘက်မှာဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီစကားကြောင့်ပဲငါ့ရဲ့ကလေးတွေတယောက်ပြီးတယောက်တေသွားကြပြီမူဆန်ကလည်းပြန်ကောင်းလာနေပြီပြီးတော့ထာမယူဆန်ကလည်းသူ့ဘဝနဲ့ရင်းခဲ့ပြီးဆိုတဲ့စကားရဲ့နောက်မှာဒုတိယဓာသမားအဖွဲ့ကအကုန်လုံးအသက်ခံလိုက်ရပြီးတော့မူဆန်ကလည်းတော်လောက်ပြီတကောင်မှစောက်တော့မကြလို့ရှိရင်လည်းပယ်တတ်နိုင်ပါမလဲငါကိုယ်တိုင်ပဲဝင်ပါရတော့တာပေါ့ဒီညအတွင်းမှာမိစ္ဆာနေတဲ့သူတွေအားလုံးကိုတယောက်မကြမ်းအကုန်လုံးဇင်းမြက်ဖြတ်ပြစ်မယ်သူရောက်လန်းတဲ့ညတညဟာအစပြိုးလာခဲ့ပါပြီဆိုတဲ့စာတမ်းတွေပဲဒီမာနေဒီမွန်စလီယာမန်က chapter 80အံ့ထားပါတယ်ကျွန်တော်တို့ဇီယာဖြိုးပါ